အားလုံးပဲမင်္ဂလာပါချယ်ရီ YouTube channel လေးကနေကိုမရဲ့အားလုံးကိုတယောက်မကျန်နေထွေးတာပြန်လဲကြိုဆိုလိုက်ပါနော်26ရက်3လပိုင်း2025ဗုဒ္ဓဦးနေ့ညနေစေးမှာနော်ချယ်ရီထပ်မှန်ပြီးတော့နော်ကိုမရဲ့အားလုံးအတွက်ကိုထပ်မှန်ပြီးတော့ကြိုးစားထားပါရနော်မနေ့ကညနေရကနေကပါဖို့ပါနော်မနေ့ကညနေက36တဲ့ကနေလေးကိုချယ်ရီဖယ်လိုက်တော့အတွက်ကြောင့်ကိုနော်မနေ့ကညနေရကနေကပါဖို့ပါနော်ဒီမနေ့ချယ်ရီဘက်ကနေပြီးတော့နော်ချယ်ရီတနေကုန်ထုတ်ထားတဲ့ကီး358ကီးနော်358ကီး358ကိုကိုမရဲ့အချိန်မှာလုံးမိုင်လေးရှိရဆိုလို့ရှိရင်358ကီးလေးနဲ့တွဲပြီးတော့ကစားမယ်ပေါ့နော်ချယ်ရီဒီဗီဒီယိုဖိုင်လေးကိုတွေ့ပြီဆိုတာနဲ့ကိုမရဲ့အားလုံးပဲနော်တယောက်တစ်ချက်လိုက်လက်မလေးတယောက်တစ်ချက်နှိပ်ထားမယ် channel လေးကို subscribe မနှိပ်ရသေးဘူးဆိုလဲ channel လေးကို subscribe နှိပ်ထားမယ်အများမြင်အများပေါအောင်လဲ like and share လေးနဲ့နော်ဝိုင်းဝန်း share ပေးကြပါမယ်နော်မနေ့ကတည်းကနော်ဒီကနန်းလေးอ่ะပေါ့နော်မနေ့ကတည်းကကနန်းလေးကပေါက်မှာဆိုတော့ကိုမရဲ့နော်မနေ့ကတည်းကကနန်းလေးတွေပေါက်မယ်ဟာမပေါက်လိုက်ရဘူးပေါ့နော်ကိုမရဲ့အားလုံးပဲနော်ကနန်းလေးတွေယူမယ်ဆိုလို့ရှိရင်ကိုမရဲ့နော်စာအုပ်လေးနဲ့ဘော့ဘင်းလေးနဲ့တခြားလေးချရီတာရီလေးနဲ့ဘော့ဘင်းလေးနဲ့ပေါ့တခြားလေးကင်ထားပေးပါပေါ့နော်ချယ်ရီကနန်းလေးတခြားပြောပြပေးမှာဖြစ်ပါတယ်နော်ကိုမလုံးမှန်ရှိဆော့ကတ်တို့နော်ချယ်ရီရဲ့ကီးကလုံးဝမဖောက်ဘူးနော်ကိုမရဲ့အားလုံးပဲတနေကုန်ကီးလို့ချယ်ရီပြောပြပေးထားပြီးတာနော်မနေ့ကလုံးဝကီးမဆွဲဝဘူးအချိန်လေးပဲထွက်သွားတယ်ပေါ့နော်ကီးမဆွဲတော့ပောက်ကမဖြစ်သွားဘူးပေါ့နော်ကီးကတော့ဒီညနေရ358ကီးပါပေါ့နော်မနေ့ကကီးအတိုင်းပဲ358ကီးပါပေါ့နော်ချယ်ရီဒီညနေကီးနဲ့ဘရိတ်ကလေးကိုပြောပြပေးမှဖြစ်ပါတယ်နော်ကိုမရဲ့အားလုံးပဲတခြားလေးလိုက်မှတ်ပေးထားမယ်နော်ကီးကတော့358ကီးပါပေါ့နော်358ကီးဘရိတ်ကတော့5ဘရိတ်နော်ဘရိတ်က5ဘရိတ်ကိုမရဲ့အားလုံးပဲတခြားလေးလိုက်မှတ်ပေးနော်ကီးကတော့358ကီးဘရိတ်ကတော့5ဘရိတ်နော်ကနန်းလေးတေချာလိုက်မဲ့ပေးထားမယ်နော်ကိုမချယ်ရီဗီဒီယိုဖိုင်လေးကိုတွေ့ပြီးလက်ကြည့်ပြီးဆိုတာနော်ကိုမရဲ့အားလုံးပဲနော်စုံထီရအောင်ကြည့်ပြီးတော့ပါနော်ကို့အတွက်လည်းဟိုအကျိုးရှိစေမယ်လို့လည်းချယ်ရီထင်ပါတယ်ပေါ့နော်ချယ်ရီကနန်းကိုဘယက်ပတာမပေးပါဘူးကိုမရဲ့အားလုံးပဲချယ်ရီကနန်းလေးကိုစိုက်နေတေချာကြည့်ပြီးတော့ကနန်းလေးတွေဟိုပါပေါ့နော်တေချာပြပေးတာဖြစ်ပါတယ်ပေါ့နော်ချယ်ရီရထားတဲ့ကနန်းလေးတွေကိုမတွေအားလုံးကိုပေါ့နော်လာရောက်ပြီးတော့မျှဝေပေးခြင်းဖြစ်ပါတယ်ပေါ့နော်ချယ်ရီကိုအားပေးတယ်ဆိုလို့ရှိရင်ကိုမအားလုံးကနော်လိုက်လက်မလေးနဲ့နှိပ်ပေးထားမယ် channel လေးကို subscribe မနှိပ်ရသေးဘူးဆိုလို့ရှိရင်လည်း channel လေးကို subscribe နှိပ်ပေးထားမယ်နော်အများမြင်အများပေါအောင်လဲ like and share လေးနဲ့ဝိုင်းကူညီပေးကြမယ်နော်ဟုတ်ကဲ့ပါချယ်ရီပေးလိုက်တဲ့ channel လေးနဲ့ပေါက်မယ်ဆိုလို့ရှိရင်ကိုမရဲ့အားလုံးပေါ့နော်ချယ်ရီတိုင်းမသိဝမ်းတာပါပဲနော်ချယ်ရီ IPT လေးပဲချယ်ရီလိုချင်ပါတယ်နော်ဟုတ်ကဲ့ပါ channel လေးပေးမယ်နော်ကိုမရဲ့အားလုံးပဲတေချာလေးလိုက်မှတ်ပေးထားမယ်နော်တင်ခွက်ကိုချယ်ရီပြောပြပေးပါမယ်နော်တင်ခွက်ကိုတခြားလေးနားထောင်ပေးပါနော်395ခွန်8 32ကနန်းလေးကိုတခြားမှတ်ပြီနော်395ရယ်ခွန်8ကဲ32ကဲတင်ခွက်3ခွက်ကလေးပါနော်တင်ခွက်ကမများပါဘူးနော်တင်ခွက်က3ခွက်တည်းချယ်ရီပေးထားထုတ်ထားတာဖြစ်တဲ့အတွက်ကြောင့်မို့နော်ဒူမိန်လေးကိုပြောပြပေးမယ်နော်ဒူမိန်လေးကိုပြောမယ်အတွက်ကြောင့်ကိုမရဲ့အားလုံးတခြားလေးလိုက်မှတ်ပေးပါနော်ခွန်3ရယ်ခွန်5ရယ်ခွန်9ရယ်ခွန်4ရယ်နော်ခွန်3ခွန်5ခွန်9ခွန်4 36 39 95 39 80နော်နောက်တစ်ခေါက်ထပ်ပြီးပြောပြပေးမယ်ပြီနော်ကိုမအားလုံးတေချာလေးလိုက်မှတ်ပေးပါနော်ခွန်3ရယ်ခွန်5ရယ်ခွန်9ရယ်ခွန်4ရယ်36ကဲ33ရယ်95ရယ်39ရယ်80ရယ်ပေါ့နော်ကိုမရဲ့အားလုံးပဲနော်ဒီညနေ3ညလည်းပြန်ပြီးကောင်းတဲ့အတွက်ကြောင့်ပေါ့နော်အချိန်ဒီ3ညနေနဲ့လည်းပြန်ပြီးရန်လမ်းလေးပြန်ပြီးထည့်ထားရပေါ့နော်ဟုတ်ကဲ့ပါကိုမရဲ့ကနန်းလေးရသွားပြီဆိုလို့ရှိရင်လည်းပေါ့နော်အများမြင်များပေါအောင်ကိုမတွေ like and share လေးနဲ့ပေါ့နော်တယောက်တစ်ချက်လက်မလေးနှိပ်မယ် channel လေးကို subscribe မနှိပ်ရသေးဘူးဆိုလို့ channel လေးကို subscribe နှိပ်မယ်အများမြင်များပေါအောင်လဲကိုမရဲ့အားလုံးပဲနော် share ပေးကြပါဦးနော်ဟုတ်ကဲ့ပါဒီ26ရက်3လပိုင်း2025ဗုဒ္ဓဦးညနေစေးမှာကိုမရဲ့အားလုံးပဲတယောက်မကြံဒိုင်းနေစီမှာငွေများများထုတ်နိုင်ပါသေးလို့ချယ်ရီစုမကောင်းတောင်းနေနော်like ခုနေချယ်ရီဗီဒီယိုဖိုင်လေးကိုနှုတ်ဆက်ခဲ့ပါတယ်နော်အားလုံးပဲဖိုင်မှာညနေကြမှာပြန်ဆုံမှာနော်